။48တောင်ပြောသွား။တိုင်းဟာရအောက်ကိုပြုတ်ပြရဲမဟုတ်ဘူးပြော။စားရင်ပြောလေအောက်ကနေကောက်ပြီးတော့ပို့ပေးလိုက်။ဟုတ်တယ်လေ။ဒီများကြီးကျဲပြီးတော့တက်လာကျမရှိကြတော့မကျဲဘူးနော်ကိုထိုက်။ကျဲမလဲ။ဘာမှမကျဲပါနဲ့။အခုဒီဝမ်းစားတော့မပြေသေးဘူး။ညလွယ်မှာညညအမအခုပေးအားရမယ်မိမိုင်တေးမင်္ဂလာပါဒီက50ဒီမြောင်မင်္ဂလာပါတော်မင်္ဂလာပါဘာလို့ထမနေမှာဘာလို့တော့နားလည်းပဲမနော်ရုံးမမှာချိန်လို့မရဘူးလားကိုမနေမှာအတိပါဖြုံးလိုက်မယ်ညဘက်ဒီလားညဘက်ဒီဆိုလို့ရှိရင်9နာရီ10နာရီလွန်10နာရီလောက်လွန်တယ်ကိုပြောသူအဘပေးတူးစားဖြည့်ပေးမယ်အဘပေးယူရှိမှန်တူတယ်မကြပါဒီနေ့ပြစတောင်းလေဆူတောင်းလေငါအဲ့ဒီမျိုးစားမဟုတ်ဘူး။တို့ကနေပေးချင်မပေးချင်နေ။ဘူးလည်းသာမမြန်။တို့ကနေပေးချင်မပေးချင်နေနော်။ဘာမှပြစရာစောက်ကြောင်းမရှိဘူး။ဆူတောင်းလည်းပြလိုက်တော့ရယ်ဆူတောင်းလည်းမပြဘူး။တို့ကနေဘယ်လောက်ဖြည့်ပေးပေးလဲပြအောင်စင်နိုင်ရှိရင်ပေးမရှိရင်မပေးနဲ့ရှင်းလေးပဲဟာဟိုအပြက်ဒီအပြက်လာမပြောနဲ့မရအောင်ဆူတောင်းလိုက်စီမလာပြောလည်းမရဘူးလေထဲမှာလာပြောလည်းမရဘူးပြစားနေလူမဟုတ်ဘူးဘာမှဝှစ်ရှင်လို့ဝတ်တာငါဆောက်ပြောအဲ့ဒါမရှိဘူးလားမထားဘူးဆိုတော့ဘလို့ကြရက်တီဖြစ်သွားလဲဆိုတော့ပထမအဲ့ဒါမရှိရလေသိရမလားကိုထိုင်းနေတော့နည်းနည်းစကားများသေးရလေဟုတ်တယ်မလားကိုထိုင်းနေစကားများမလားအဲ့ဒါမင်းလေအယူကောင်းဆိုပြီးခေါ်နေအဲ့ဒါမင်းတယောက်လေ